တစ်ကလာအုတ်ထီမြဤမိတ်လိုက်ပွဲတိုက်ပွဲများသည်အလွန်ပင်ပြင်းထန်လာသည့်ပြိုင်ဘက်ကိုအနိုင်ယူရန်အတွက်မြည်သည့်အရာကိုမဆိုလှုပ်ဆောင်ရန်ဝန်မလေးကြပေဤတစ်ကူလာအုတ်ထီကြီးသည်အရက်အမြင့်9မီတာနီးပါးရှိပြီးလယ်ပင်တစ်ခုတည်းပင်2မီတာကျော်ရှိလျားသည်ဤမြကြီးမားသောတရိษံကြီးများသည်တဲကန်နာရထဲတွင်မြည်သို့အသက်ရှင်တန်းနေထိုင်သည်ကိုစဉ်းစားကြည့်ရန်ပင်ခက်ခဲလာသည်သို့တော်လည်းဤတစ်ကူလာအုတ်ထီကြီးသည်ဤနယ်မြေကိုနှစ်ပေါင်း20ကျော်ကြာစိုးမိုးထားနိုင်ခဲ့သည်စာလောင်မိုးသိမ့်မှုနှင့်ရင်ငတ်မှုတို့ကြောင့်အလွန်မင်းပင်မနွမ်းနယ်နေပြီးသူ၏ခန္ဓာရည်မှာလည်းအဆုံးစွန်သို့ရောက်ရှိနေပြီဖြစ်သည်ရှေ့တွင်ရှိသောမြစ်ချောင်းမြေပေါ်မှတစ်ပင်အုပ်စုငယ်လေးသည်တဲကန်နာရတစ်ကူလာအုပ်များအတွက်အသက်ကယ်ဆယ်ရာနေရာဖြစ်သည်သူသည်အရှိ50စင်တီမီတာရှိသောရှာကိုထုတ်၍အရွက်များကိုစားသုံးနေသည်ဤတော့အုပ်လေးသည်တစ်ကူလာအုပ်များကိုမကြာခဏဆွဲဆောင်လေးရှိရာသူသည်မိတ်လိုက်ရန်အခွင့်အရေးကိုလက်လွတ်ခံမည်မဟုတ်ပေသို့တော်လည်းသူ၏နောက်ွယ်မှအခြားတစ်ကူလာအုပ်ထီတစ်ကောင်ပေါ်လာပြီးနယ်မြေပိုင်စိုးမှုနှင့်မိတ်လိုက်ခွင့်အတွက်တလာရောက်ရှင်ပြိုင်သည့်အသက်အရွယ်ကြီးရင့်နေပြီဖြစ်သောဘရင်ကလည်းပြိုင်ဘက်အစ်စ်ကိုလုံးဝခွင့်မလွတ်ပေသူတို့နှစ်ကောင်သည်အချင်းချင်း၏အစွမ်းအစကိုစမ်းသပ်ရန်အတွက်ချက်ချင်းပင်တွန်းထိုးတိုက်ခိုက်ကြသည်ပြိုင်ဘက်ကလည်းပြင်းထန်သောတိုက်ခိုက်မှုများကိုချက်ချင်းစတင်လိုက်သည်သူတို့၏ရှည်လျားသောလယ်ပင်များမှာအချင်းချင်းအဆက်မပြတ်ရိုက်ခတ်နေကြသည်တိုက်ပွဲအများစုသည်အချီနှဲငယ်အတွင်းပြီးဆုံးလေးရှိတော်လဲဤတိုက်ပွဲကမူအလွန်မြင့်မားသောတံမိုးရှိနေသည်ရှုံးနေသူသည်ဤတဲကန်နာရဒေသမှထာဝရထွက်ခွာသွားရတော့မည်ဖြစ်သည်နှစ်ဖက်စလုံးကနောက်မဆုတ်ကြပေမိတ်လိုက်ပွဲတိုက်ပွဲသည်ပုံမူပြင်းထန်လာပြီးတိုက်ခိုက်ရေးနည်းဗျူဟာများကိုပါပြောင်းလဲလာကြသည်ပြိုင်ဘက်ကဘရင်ဟောင်းဤနောက်ပိုင်းကိုဥတီတိုက်ခိုက်ပြီးဘရင်ဟောင်းကလည်းပြိုင်ဘက်ဤရှေ့ခြေထောက်များကိုပြစ်မှတ်ထားတိုက်ခိုက်သည်ပြင်းထန်စွာတိုက်ခိုက်ပြီးနောက်တွင်ဘရင်ဟောင်းမှာမြေပြင်ပေါ်သို့လဲကျသွားတော်လဲတိုက်ပွဲမှာပြီးဆုံးသွားခြင်းမရှိသေးပေရုတ်တရက်ဆိုသလိုပင်နှစ်ကောင်စလုံးသည်နောက်ဆုံးအဆုံးဖြတ်ပေးမိပြင်းထန်သောတိုက်ခိုက်ချက်ကိုပြုလုပ်လိုက်ကြသည်ဘရင်ဟောင်းသည်ပြိုင်ဘက်၏1 byte အောက်ပိုင်းကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လိုက်သည်ပြိုင်ဘက်မှာလဲကျသွားပြီးတိုက်ပွဲတွင်ရှုံးနိမ့်သွားတော်သည်ဘရင်ဟောင်းသည်ဤပြင်းထန်သောတိုက်ပွဲတွင်အောင်ပွဲခံနိုင်ခဲ့တော်လဲပြင်းထန်သောဒဏ်ရာများဖြင့်ကြီးမားသောတံမိုးကိုပေးဆက်လိုက်ရသည်သို့သောသူသည်ဤတဲကန်နာရနယ်မြေ၏အငင်းပွားပွဲမရှပြီးသောဘရင်အဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်